Mafia the whole country တော့အကုန်လုံးဆော့လို့ပြီးသွားပြီရှင်ထဲမှာလည်းတစ်ခုခုကြံနေခဲ့တာပေါ့ GTA တွေကိုသိမကြိုက်တဲ့ကျွန်တော်က Mafia တွေတော့အကုန်ဆော့ဖြစ်တယ် Mafia 1 Mafia 2 Mafia 3ခု Mafia the whole country ပေါ့ Mafia ပြောရင်တော့ကြာပြီဗျ P2 ခေတ်တုန်းကသူပထမဆုံး Mafia ပေါ့နော်အဲ့တုန်းကတော့ 2K ကမဟုတ်သေးဘူး Hangar 13ကလည်းမဟုတ်သေးဘူးတခြား company တစ်ခုပဲနောက်မှဒီ Hangar 13နဲ့ 2K ကနေပြန်ယူပြီးတော့ကျွန်တော်တို့ P3 မှာ Mafia 2ကိုထုတ်ခဲ့တာ Mafia 2ကတော့ Mafia series တွေထဲမှာအကြိုက်ဆုံး gameplay ရော story ရောအဲ့လိုမျိုးပြောလို့ရတယ်ခု Mafia the whole country ပေါ့ Mafia တွေကို GTA ထက်ဘာလို့ကြိုက်လဲဆိုတဲ့အကြောင်းပြချက်ကတစ်ခုပဲရှိရ story တွေကြောင့် Mafia ရဲ့ story တွေကသူ့အနေနဲ့သူ deep တယ် might တယ် GTA လိုမျိုးမခံစားအောင်နောက်ပြီးတော့ Mafia game တွေက character တွေအကုန်လုံးကအဲ့လိုဘယ်လိုပြောမလဲလို့လမ်းပေါ်မှာချီကုတ်တွေထည့်ပြီးတော့ရှောက်ပြစ်နေတဲ့ character တွေမဟုတ်ဘူးဗျ might တယ်အဲ့လိုခံစားရတယ် Mafia the whole country ကတော့1900ခုနှစ်တွေပေါ့နော်1900ခုနှစ်တွေ1918တို့1919တို့အဲ့လိုခုနှစ်တွေဖြစ်တဲ့အတွက်တနက်တွေကလည်းခင်မမိသေးဘူးကားတွေကလည်းအဲ့လိုခုမှကားဆိုတဲ့အရာကိုပေါ်ကားစားကားဆိုတဲ့အရာထွက်ခါစားအဲ့ဒီလိုကာလာတွေပြီးတော့ကားပတ်မောင်းရတာတွေတနက်ပြည့်ရတာတွေကတော့တိတ်ပြီးတော့မမှိုက်ဘူးဒါပေမဲ့ဘာနဲ့ဆွဲဆောင်သွားလဲဆိုကျွန်တော်ပထမပြောခဲ့တဲ့အတိုင်းပဲ story နဲ့ပဲ mind တွင်းထဲကနေပြီးတော့မသိုံတမဲထွက်ပြေးလာတဲ့ကောင်လေးတယောက်က Mafia ကြီးဒီ Sicily country ပေါ့နော်သူတို့ကဒီ Sicily လို့ခေါ်တဲ့နိုင်ငံလေးဗျအဲ့ဒီနေရာလေးကနေပြီးတော့ဘယ်လိုမျိုး Mafia ကြီးတယောက်ရဲ့ယုံကြည်အားကိုးမှုတွေကိုရပြီးတော့သူကိုယ်တိုင်လည်းဘယ်လိုလူမျိုးဖြစ်သွားမလဲဆိုတာတော့ကိုယ်တိုင်စောကြည့်လိုက်ဒီ game မှာမကြိုက်တဲ့အချက်ကိုပြောပါဆို optimization ရဲ့တချို့ gameplay နေရာတွေမှာကားမောင်းနေရင်ဘာမှမရှိပဲညှက်သွားတာလူကလည်းသွားရင်လာရင်နဲ့ဘာမှလုပ်မရဘဲနဲ့ရက်သွားတာတွေညှက်သွားတာတွေကခဏခဏကြုံရတယ်အဲ့တော့ optimization ကိုတော့သိပြီးသဘောမကျဘူးဒါပေမဲ့အကုန်လုံးကျွန်တော်ပြောသလိုပဲ story တစ်ခုတည်းနဲ့ပဲထိန်းသွားတာ Mafia တွေက1 2 3ခု the whole country 3ခုလုံးကဆက်ဆက်မှုရှိတယ်သို့တော်လည်းကျွန်တော်ပြောသလိုဟိုအများကြီးချိတ်ဆက်နေတာမျိုးမဟုတ်ဘူးတစ်ခုစီဖောက်စော်လဲသူ့အနေနဲ့သူနားလည်နေရဗျပြောရလို့ရှိရင်အခု the whole country ထဲမှာပါတဲ့အရေးပါတဲ့ character နှစ်ကောင်ဆိုလို့ရှိရင် Mafia 2ထဲမှာလည်းပြန်ပါတယ်သူတို့ရဲ့ငယ်ဘဝပေါ့လေ Mafia 2ထဲကအရေးပါတဲ့ character နှစ်ယောက်ရဲ့ငယ်ဘဝအနေနဲ့ပြန်ပါတယ် Mafia 1ရဲ့ character ဆိုလို့ရှိရင်လည်း Mafia 3မှာပြန်ပါတယ်အဲ့လိုမျိုးတွေပေါ့optimization သိမကောင်းတဲ့အတွက်တောင်း GPU တွေနဲ့ဆိုလို့ရှိရင်တော့နည်းနည်းလေး short ပြီးတော့ဆော့စေချင်တယ်30 60လောက်အထိတောင်မှ medium လောက်ပဲရမယ်ဆိုတဲ့အနေအထားမှာရှိနေတယ်အခုလူတော့ Mafia ကိုဆော့ကြည့်ပြီးပြီလား The whole country ကိုဘယ်လိုထင်လဲကျွန်တော်တော့အရန်ကောင်းတဲ့ဇလန်တစ်ပုဒ်ကို gameplay အနေနဲ့ကစားလိုက်ရတယ်လို့ပါပဲ gameplay မှာလိုအပ်ချက်တွေရှိနေတယ်တချို့နေရာတွေမှာ bug တွေများနေတယ် optimization သိမကောင်းဘူးဆိုပေမဲ့လည်းဒီ story ကောင်းတယ်ဆိုတော့ဟာတစ်ခုတည်းနဲ့အကုန်လုံးခြေဖြတ်သွားလို့ရတယ်လို့တော့ခံစားရပါတယ်ကိုတိုင်းလည်း Mafia ကြိုက်တဲ့လူဖြစ်နေလို့လားတော့မသိဘူးပေါ့လေအဲ့တော့1900ပြည့်နှစ်တွေကိုသွားပြီးတော့ Mafia တွေဘယ်လိုလုပ်လဲကိုတိုင်း Mafia ဆိုရင်ဘယ်လိုခံစားရမလဲကိုတိုင်းဆော့ကြည့်လိုက်ပါဦး thank you ပါ